တော်လိုင်းညချမ်းမှာလူလူမြန်မာသတင်းဌာနရဲ့ဒီဇင်ဘာ19ရက်ညခင်းသတင်းအထူးစစ်စင်ကိုတင်ဆက်ပေးပါမယ်။ Facebook, YouTube, Twitch, Mediafire တို့မှာ sales တွေဝါဒဖြန့်ပြီးနေတဲ့ internet platform အကောင့်တွေကိုမနေ့ကပဲအပြီးဖြုတ်ချလိုက်ပါတယ်။ sales တွေဝါဒဖြန့်ပြီးဖို့အသုံးပြုနေတဲ့ Facebook, YouTube, Twitch, Mediafire တို့က internet platform အကောင့်တွေကိုဖယ်ရှားပေးဖို့အတွက် Justice for Myanmar အဖွဲ့ကနိပြည်နယ်ကုမ္ပဏီများမှာရယူဖို့ဖိအားပေးတောင်းဆိုခဲ့ရမှာမနေ့ဒီဇင်ဘာ18ရက်မှာအပြီးဖြုတ်ချပေးခဲ့တာပါ။အာနာသိစေစုတဲ့ဝါဒဖြန့်ဖို့မြန်မာအတန်နဲ့ရုပ်မြင်သံကြား MRTV နဲ့မြန်မာရေဒီယိုတိုက်ရိုက်ထုတ်လွှင့်နေတဲ့ line 14ခုတို့ဖြင့်ပတ်သက်တဲ့ website, Google, Apple Play Store တို့က mobile apps တွေကိုဖယ်ရှားခဲ့ပါတယ်။ MRTV website မှာတွဲထားတဲ့ MRTV တိုက်ရိုက်ရုပ်သံထုတ်လွှင့်မှုကိုလည်း Twitch ကမက Facebook ကပါဖြုတ်ချခဲ့တာပါ။ YouTube ကတော့လက်ရှိချိန်ထိဖြုတ်ချထားတာမရှိသေးဘူးလို့ Justice for Myanmar အဖွဲ့ကဆိုပါတယ်။ MOI Video News ဆိုတဲ့စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာနအကောင့်တစ်ခုကိုတော့ YouTube platform ကနေဖယ်ရှားခဲ့ပါတယ်။ဒါပြင်မန္တလေးမြို့မှာခြေစိုက်ပြီးလေပိုင်တိုင်းစစ်ဌာနချုပ်ကဦးစီးထုတ်ဝင်နေတဲ့ရနောင်မသတင်းစာအကောင့်တွေကို Facebook နဲ့ File ထိမ့်သိမ်းမျှဝေကြ Mediafire website တို့ကဖယ်ရှားတာတွေရှိခဲ့တယ်လို့ထုတ်ပြန်ချက်အတွင်း Justice for Myanmar အဖွဲ့ကပြောပါတယ်။ Alphabet, Google, Megan Company, Apple, TikTok, X, ရခင် Twitter, Telegram, Cloudflare နဲ့ APK Viewer တို့ထံမှလည်းအလားတူရေးယူဆောင်ရွက်ဖို့တောင်းဆိုထားပေမဲ့အခုထိဆောင်ရွက်ပေးတာမရှိသေးဘူးလို့ Justice for Myanmar အဖွဲ့ကဆိုပါတယ်။ဒီပြည်နယ်ကုမ္ပဏီတွေကသူတို့ရဲ့လူမှုကွန်ရက် platform တွေပေါ်မှာရိုဂျာတွေကိုလူသားဂုဏ်သိက္ခာညှိုးနှမ်းထိခိုက်စေတဲ့သုံးနှုန်းတွေဖြန့်ချိရေးသားနေတဲ့ဝါဒပြစာမျက်နှာတွေကိုရေးယူမှုမရှိတဲ့အပေါ် GFM ကဝေဖန်ထားပါတယ်။လူသားမျိုးနွယ်ပေါ်ဆိုရသောရောက်တဲ့မှုတွေကိုအပြစ်ပေးရေးယူခံခြင်းမရှိဘဲကျူးလွန်နေတဲ့ရာဇဝတ်စစ်အုပ်စုကိုဒီပြည်နယ်ကုမ္ပဏီတွေကသူတို့ platform တွေထုတ်ကုန်နေတဲ့ဝန်ဆောင်မှုတွေဆက်လက်ပေးရနေတယ်ဆိုတာကလက်ခံနိုင်ပွဲမရှိပါဘူးလို့GFM ပြောရေးဆိုခွင့်ရှိသူမတ်ရတနာမောင်ကထုတ်ပြန်ချက်တွင်ဝေဖန်ပြောဆိုထားတာပါလူမှုကွန်ရက် platform တွေဟာအာဏာသိမ်းစစ်တပ်အတွက်ဒီဇင်ဘာလကုန်နဲ့ဇန်နဝါရီလကုန်တွင်မှကျင်းပမယ့်ရုပ်ောက်ပွဲအတွက်မဲဆက်စည်းရုံးရေးဝါဒဖြန့်ချီရေးတပေါ်ရေးပါတဲ့တောက်တိုင်တွေဖြစ်ထောက်ပံ့ပေးနေသလိုရုပ်ောက်ပွဲဝေဖန်သူတွေကိုရေးယူပြီးအကြောက်တရားဖြန့်ချီရေးအတွက်ရေးပါတဲ့ကဏ္ဍမှာရှိနေတယ်လို့ GFM ကထုတ်ပြန်ချက်ထဲမှာထပ်မံဝေဖန်ထောက်ပြထားပါတယ်